မိဘကိုလှုပ်ကြွေးပြုစုသူများကဟိုဒုက္ခမရောက်ဘူးတို့မိဘကိုအလုပ်ကြွေးပြုစုနေလို့ငါကံကောင်းနေတာတို့မိဘကိုအလုပ်ကြွေးပြုစုလို့ကြောင့်ငါဟိုပေါ့နော်ဒီလိုမျိုးကိုယ်လုံးအောင်မြင်နေတာပေါ့နော်အဲ့လိုမျိုးတင်တာတွေကတခါကြလို့ရှိရင်အားကြတာဖြစ်စေနိုင်လို့ toxic လည်းဖြစ်စေနိုင်တယ်ပေါ့နော်အဲ့တော့အချင်းချင်းကတော့ဂုံစရာပေါ့နော် help တယ်မှန်တယ်ပေါ့နော်ဒါပေမဲ့မိဘတွေမလုပ်ကျွေးနိုင်တဲ့အခြေအနေတစ်ခုရောက်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒါတင်ငယ်စိတ်တွေဖြစ်စေနိုင်တယ် toxic တွေဖြစ်စေနိုင်တယ်ပေါ့နော်အော်တို့အနေနဲ့ဒါကိုမနာလို့ပြောရလည်းမဟုတ်ဘူးသူတို့ကမှရေးကြီးခွန်ကျဲလုပ်နေရလို့ပြောချင်တာလည်းမဟုတ်ဘူးပေါ့နော်မိဘကိုမလုပ်ကျွေးနိုင်လို့ကြောင့်မို့စီအားငင်နေတဲ့သူတွေမိဘရဲ့အသက်ကြီးသွားပြီဒါပေမဲ့သူကကျတော့အသက်ငယ်နေတော့မိဘရဲ့လှုပ်ကျွေးပြုစုနိုင်သေးဘူးဆိုတော့အခြေအနေစတဲ့ trauma ရှိတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒါစီအားငယ်ခြင်းတွေ toxic ဖြစ်စေခြင်းတွေစတာတွေဖြစ်စေနိုင်တယ်ပေါ့နော်အဲ့တော့အနေနဲ့မိဘလှုပ်ကျွေးပြုစုနိုင်ခဲ့တယ်ဆိုလို့ရှိရင်တောင်မှကတော့ဒီချိန်တည်းကကိုကလည်းအဲ့အရာခံစားဘူးရဲဆိုတဲ့အခါကျတော့ငါဒီလိုတင်လိုက်လို့ရှိရင်တခြားသူတယောက်ကရောငါလိုမလုပ်ပေးနိုင်တဲ့မိဘတွေကိုမလုပ်ပေးနိုင်တဲ့သူတွေငါလိုမျိုးဟိုမှာပတ်စံနေမချနိုင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဘယ်လိုခံစားသွားရမလဲဆိုတော့ကိုချင်းစာစိတ်လေးဖြည့်တူပေးရလေးနဲ့ပဲကတော့ post ကိုတင်ချင်မှတင်ပြလိမ့်မယ်ပေါ့နော်တို့အားလုံးသိကြမှာပါဆွစ်ဇာလန်တို့ဖင်လန်တို့ဆိုလို့ရှိရင်ရန်ကိုပြောရှင်ကြတဲ့နိုင်ငံတွေရဲ့စည်ရင်းမှာပါတယ်ဆိုရက် post တွေလည်း Facebook မှာတွေ့ပူးကြမှာပါအဲ့တော့သူတို့တွေကဘာကြောင့်ပြောလဲဆိုလို့ရှိရင်ဖတ်ပူတာလေးပေါ့နော်ကြားဘူးတာလေးပေါ့သူတို့တွေဆိုလို့ရှိရင်သူတို့မှရှိရတယ်မကြွားဘူးမကြွယ်ဘူးပေါ့နော်တခြားသူတွေအားကြဖို့မကြဖို့ဆိုတာတက်ကိုသူတို့ဘဝလေးအေဂျင့်တာနေဖို့အဆင်ပြေနေဖို့အတွက်လိုင်းပေါ်တက်မကြွယ်တာတော့ရှိသမျှတွေကိုဘာတွေရှိတယ်ဘာတွေမရှိဘူးဆိုတာတွေကိုလိုက်ပြောမှသမျှတွေကိုသိအောင်မလုပ်တာတို့ဆိုတာတွေလုပ်ကြရလို့ကြားဘူးတယ်ပေါ့နော်ဒါတွေကပြောရမယ်ဆိုတခြားသူတွေတန်ဖိုးထားပေးတတ်တယ်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုလည်းကောင်းကျိုးပြုတယ်လို့တော့ခံစားရတယ်အဲ့ဒါကြောင့်မို့ရီကမိဘကိုလှုပ်ကြွေးပြုစုနိုင်ခဲ့တယ်ပတ်စံတွေအများရှာနိုင်ခဲ့တယ်ဒါတွေကကိုယ့်ရဲ့ကောင်းတဲ့အချက်တွေပဲကုသိုလ်ရမယ်ဆိုရင်ရသွားနိုင်တဲ့အချက်တွေပဲအဲ့ဒီအပြင်ကိုထပ်ပြီးတော့ကုသိုလ်ရအောင်လူတွေရဲ့အမြင်မှာလည်းတခြားသူတွေကိုကြည်ပေးပါတယ်ကြည်တူပေးပါတယ်ဆိုရက်ပုံစံမျိုးရအောင်line board တွေတက်ကြွယ်တာတို့မလုံးနဲ့တော့မဟုတ်ဘူးပေါ့နော် line board တက်ကြွယ်ရတယ်ဘာမှမလုပ်ဘူးဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်ကိုလည်းကြည့်ရှုပေးရရောက်တယ်လို့တော့ခံစားရပါတယ်မိဘကိုလှုပ်ကြွေးပြုစုနိုင်တဲ့သူတွေပြီးတဲ့အခါကျတော့ပတ်စံတွေအများကြီးရှာနိုင်တဲ့သူတွေအနေနဲ့နောက်ပိုင်း post တွေဘာတွေတင်ကြမယ်ဆိုလို့ရှိရင်တော့ဖြင့်ဒီအားနဲ့သူတွေကိုဖြည့်သွေးပေးတဲ့စိတ်လေးထားပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်